နောက်10ရက်ဆိုရင်ပြီးပါပြီလို့ My sister ကျွန်တော်တို့တက်ချီလေးပါရှိတဲ့ညနေချက်ဆရာကြီးရှိတယ်ပါတယ်လို့ညနေချက်ဆရာကြီးဖြစ်ပါတယ်လို့ပတိမှာတော့ဆရာကြီးပါလို့ ကိုစစောပြောကိုစစောပြောနောက်တစ်ခေါက်လာမှာလို့ပြောတယ်တဲ့နောက်တစ်ခေါက်ကိုစံကောင်းမှာမိုက်တင်ဖို့အတွက်ကိုလည်းပြန်လာခဲ့ပါဦးပြောမလာဘူးပြောတယ်လို့လည်းအဲ့ဒါကိုကြီးနောက်တစ်ခေါက်လို့သိတာလားဟုတ်ပြီကျွန်တော်ကားလို့ပြမယ်နော်ကိုမနဲ့ချိန်ပြီးရင်